အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်သမီးလေးအတွက်လိုအပ်နေတဲ့ iPad တင်တဲ့ stand လေးကိုထုတ်ပြပေးပါမှာဖြစ်ပါတယ် iPad တင်နေတာဆိုတော့နည်းနည်းလေး weight ရှိတဲ့အထဲမှာပါပါတယ်အဲဒါကြောင့် stand ကိုလည်းတောင်တင်းခိုင်မာမှုရှိတဲ့ design ကိုရွေးပေးရပါတယ်ဒါကတော့ print စထုတ်နေပြီဖြစ်ပါတယ် 3D print နဲ့အရာဝတ္ထုတော်တော်များများကိုဖန်တီးလို့ရပါတယ်ဒါလေးကတော့နောက်ဆုံးထွက်လာတဲ့ final result လေးပဲဖြစ်ပါတယ်။ရန်ကိုမိုက်ပါတယ်။တောင်းတင်းနဲ့ခိုင်မာမှုလည်းရှိပါတယ်။အဲ့တော့သမီးလေးကျောင်းပြန်လာ surprise တိုက်မှာပါသူ့ကိုနောက်တဲ့ဗီဒီယိုတွေမှာလည်း 3D print နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားတဲ့လူများကျွန်တော်အကောင့်ကို follow လုပ်ပေးကြပါ See you guys